24 စက္ကန့်နဲ့ရန်ကုန်တစ်မျိုးလုံးရဲ့အလှကိုကြည့်ရှုခန်းစားမယ်ဗျာဟုတ်ပါတယ်ဗျာမိသားစုဝင်နှစ်စုသာဝယ်လို့ရမယ် The Century ရဲ့မြေပိုင်ဆိုင်မှုပါဝင်တဲ့ပတ်ဟော့ပေါ်ရောက်နေတာပါထိုင်ဝမ်နိုင်ငံမှာအင်ဂျင်နီယာများကိုယ်တိုင်ဦးစီးဆောက်လုပ်တဲ့ The Century မှာဆိုရင် Master Bedroom 2 ခန်း Single Bedroom 3 ခန်း Total 5 Bedroom ပါဝင်တဲ့ Penthouse 4 ခန်းရှိတဲ့နဲ့ Penthouse အယောင်2 ခန်းသာကျန်ပါတော့တယ်ခင်ဗျာ Maintenance fee 100ကျပ်သာကျတင်တဲ့ The Century ရဲ့ facility များကတော့ First floor မှာဆိုင်ခန်းများ Car parking 4 တဲ့ Sky Garden 24 hour customer service meeting room Olympic site ရေကူးကန် gym room တို့ပဲဖြစ်ပါတယ်ဒီလို facility များပါဝင်ပြီးမြေပိုင်ဆိုင်မှုမှာပါဝင်တဲ့ပန့်ဟောင်းအယောင်နှစ်ခန်းကို up to 30% အထိတက်တာဝင်ရဖို့အတွက်0950322256 0978930766ကိုဆက်သွယ်ပြီးအတူတူတွားရောက်လေးလာကြည့်ရှုဝယ်ယူကြရအောင်ခင်ဗျာ